EV ကိုကောက်ပြအောင်ပြောပြီးဆိုတော့ဒီနေ့ကျွန်တော်မိတ်ဆက်ပေးမယ် Kia EV9 GT line တွေကိုစပြီးတော့ကြည့်လိုက်အောင် test drive လည်းမရမ်းဘူး speed test တွေလည်းမဆန်းဘူးဒီနေ့ဟာတာပြောဖို့တက်တော့လာခဲ့တာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်က common user တယောက်ရဲ့အမြင်ကနေပြီးတော့သူ့ရဲ့ concept အတိုင်းပဲ Kia EV9 ကတကယ် futuristic ဆန်ဖြစ်တာလားရုပ်ထွက်ကိုပဲ futuristic ဆန်အောင်လုပ်ထားတာ Kia EV9 ကမြန်မာနိုင်ငံမှာ Kia ရဲ့ပထမဦးဆုံး SKD EV ကဒါပေမဲ့ကျွန်တော်မေးစရာရှိတာမြန်မာနိုင်ငံမှာ Kia ရဲ့ flagship SUV တစ်စီးကိုစီးဖို့မိတ်ဆွေကိုတကယ်ရောဆင်သင့်ဖြစ်ကြပြီလားလူများစုက EV9 ကိုမြင်ပထမဆုံးပြောမယ့်စကားက โอ้ရန် futuristic ဆန်တဲ့ကားပဲဒါပေမဲ့ကျွန်တော်ရဲ့ first impression ကတော့အဲ့လိုတော့ဖြစ်မနေဘူးကျွန်တော်ပထမဆုံးတွေးမိတာဒီကားကတကယ်ကိုရန်ကြီးရ EV9 က full size SUV ဖြစ်တဲ့အတွက်ကားရဲ့အရှည်ကလည်း16ပေခွဲကျော်ရှည်ပြီးတော့ wheelbase ကလည်း10ပေကျော်တယ်လမ်းကျဲတဲ့နေရာမှာဆိုရင်တော့အနေတော်လောက်ရှိရဆိုပေမဲ့တချို့နေရာတွေကားပါကင်တွေလမ်းကျင်းတွေ shopping mall အဝင်ဝါးတွေမှာဆိုရင်ကျွန်တော်ပထမဆုံးတွေးမိတဲ့ဟာကဒီကားနဲ့ရောဝင်လို့အဆင်ပြေပါမလားပြီးတော့သူ့ရဲ့ design ကိုလူတိုင်းကြိုက်ချင်မှကြိုက်လိမ့်မယ် digital tiger face tarmac lighting vertical LED flash door handle 21 inches alloy wheel နဲ့အပြင်မှာ bossy SUV body type အဲ့တော့သူက traditional SUV နဲ့မတူ concept sketch တွေကနေပြီးတော့ထိုင်းရခုန်တက်လာရဲ့ကားကြီးတစ်စီးလို့ကျွန်တော်ကတော့မြင်တယ်ပြီးတော့ဒီကားကိုကြည့်ပြီးတော့လူရဲ့ reaction နှမျိုးရှိလိမ့်မယ်ဒါတော်တော်မိုက်တယ်နဲ့ဒါဘာကားကြီးလဲ Kia EV9 ကလူတိုင်းကြိုက်စီမယ်ဒီဇိုင်းမျိုးတော့မဟုတ်ပေမဲ့ဒီတကားကိုဖွင့်ကြည့်လိုက်ပြီးတော့ဒီကားကဘာလို့ full size SUV အထိလုပ်ပေးထားလဲဆိုတာကိုကျွန်တော်ကောင်းကောင်းကြီးနားလည်လိုက်တယ်ရှင်းပြမယ်လာဆက်ကြည့်Kia EV9 ကခုံသုံးတန်း6စီးရဲ့ပုံစံSUV တော်တော်များများမှာခုံသုံးတန်းပါတယ်ဆိုပေမဲ့လည်းတကယ်တမ်းထိုင်တော့နည်းနည်းလေးတော့ကြက်တတ်တယ်ထိုင်စာမရှိလို့ထိုင်ရတာမျိုးပဲဖြစ်တတ်တယ်ပေါ့နော်ကလေးဆိုလို့ရှိရင်တော့ထိုင်ရတာအဆင်ပြေတယ်ဒါပေမဲ့လည်းကျွန်တော်စိုက်လောက်ရှိရဲ့လူတယောက်ပါဗျာဒီနောက်ဆုံးတန်းမှာအကြာကြီးထိုင်ရမယ်ဆိုရင်တော့ depression ကောင်းစိုးလေးဖြစ်သွားလိမ့်မယ်ဒါပေမဲ့ Kia EV9 က full size SUV တစ်စီးဖြစ်တဲ့အတွက်နောက်ဆုံးတန်းအတွက်ကိုနေရာတော်တော်လေးရောချန်ထားပေးနိုင်တယ်အလေတန်းမှာဆိုရင်တော့ captain seat နှလုံးပါတယ်ကြီးသွားလို့ညောင်းညတာမျိုးဆိုရင်လည်းမာဆက်ပါတဲ့အတွက်နှိပ်ခံလို့ရတယ်ဒါပေမဲ့နောက်ပိုင်းမှာတော့ဒီ luxury lineup တွေထဲမှာဒါတွေကပါနေကြဆိုတော့ချက်ပြီးတော့မပြောတော့ဘူးဒီကားကိုဝယ်နိုင်လဲကျွန်တော်က driver မခန့်နိုင်သေးလို့ရှေ့ကန်းကိုတစ်ချက်လောက်တွားကြည့်အောင်ရှေ့ဘက်မှာတော့ dual type digital cluster ရှိရယ် infotainment screen ရှိရယ်အဲ့ဒါကတော့ Kia ရဲ့ signature design တိုင်းပဲရှိနေတော့မယ်ပုံမှန်မြင်နေကြ EV တော်တော်များများ minimalist ဘက်ကို focus လုပ်နေတဲ့အချိန်မှမှ Kia ကတော့လူတိုင်းအတွက်အဆင်ပြေအောင်လုပ်ပေးထားတော့မယ်ကျွန်တော်တို့ touch screen ထဲမှာအကုန်လုံးရှာနေရတဲ့ထက်ဆိုင်ရင် aircon အတွက်ဆိုရင်လည်း physical button တွေကိုတုံးပေးထားတယ်ဒီလို hidden haptic touch button တွေကိုတုံးပေးထားတာဖြစ်တဲ့အတွက်ဒီလို shortcut လေးတွေကျွန်တော်တို့ကားမောင်းတဲ့နေရာမှာပို့ပြီးတော့အဆင်ပြေစေရယ်ပြီးတော့ကျွန်တော်ကိုဆွဲဆောင်နေတာဒီနေရာပဲဒီ steering က dual flat steering လို့ခေါ်တယ်အဲ့တော့အောက်ကနေဖြတ်ထားတဲ့အတွက်ကျွန်တော်တို့ဒူကောင်းတွေလွတ်သွားတယ်ပေါ်ကိုဖြတ်လိုက်တဲ့အခါကျတော့ digital cluster ရဲ့ information တွေကိုအကောင်းပြင်ရပြီဟုတ်တယ်မလားဟုတ်တယ်မလား Dual 12.3 inch screen HUD ရဲ့ ambient lighting နဲ့ speaker 14လုံးထိပါတယ် Meridian sound system တွေအဲ့တော့ဒါတွေကတစ်ခုချင်းစီကြည့်မယ်ဆိုရင်တော့တိတ်အထူးကြကြီးတော့မဟုတ်ဘူးဒါပေမဲ့ဒါတွေကိုအကုန်လုံးကိုကားတစ်စီးရဲ့မှာစုပြီးမြင်လိုက်တဲ့အချိန်ကျတော့ကျွန်တော်စိတ်ထဲခံစားမိတာကားမောင်းနေတယ်ဆိုတာထက်ဗျာမိသားစုတစုကအခန်းကျယ်ကြီးထဲမှာကိုတောင့်တတနဲ့ကိုတွားကျင်တဲ့နေရာကိုတွားနေရတယ်လို့ပဲအဲ့တော့ကျွန်တော်နဲ့ကျွန်တော်မျိုးသမီးကတော့ဒီရှေ့မှာထိုင်မယ်ကျွန်တော်မိဘတွေကတော့အလယ်မှာထိုင်မယ်တကယ်ချင်းနေတဲ့ကလေးကတော့ဒီနောက်မှာထိုင်ပါဗျာအဲ့တော့ခုံတွေကိုပြည့်ကျက်နေအောင်ထည့်ထားရမျိုးမဟုတ်ဘဲနဲ့တောင့်တတထိုင်လို့ရအောင်လုပ်ပေးထားတဲ့ပုံစံပေါ့အော်ပြီးတော့ရှိသေးတယ်ဒီနေရာမှာကျွန်တော်ချိုင်းစီကဒီရှေ့မှာနှလုံးဒီနောက်မှာနှလုံးအဲ့တော့တပြိုင်တည်းကလေးလေးကမွေးပြီးတော့လေကားဝတ်တင်သွားလို့ရတယ်ဒီနေရာမှာကျွန်တော်စဉ်းစားမိတဲ့တစ်ချက်က Kia EV9 ကဟိတ်ဟန်ရှိဖို့တတ်မဟုတ်ဘဲနဲ့ဒီ site ထုတ်ပေးထားတာမိသားစုတစုလုံးကကားတစ်စီးနဲ့နေဆင်ပြေအောင်လုပ်ပေးထားတာ EV ကြောင်ပြောမယ်ဆိုရင်တော့ကျွန်တော်က range အကြောင်းကပြောရမှာ Kia EV9 မှာဆိုရင်တော့ range အနေနဲ့က9 km ထိရတယ် battery capacity အနေနဲ့က 99.8 kWh ရတယ် NMC ကိုသုံးပေးထားတယ်အဲ့တော့ဒီနေရာမှာကျွန်တော်က9 km တကယ်လုံလောက်ပါတယ်ဆိုပြီးတော့တန်းပြီးတော့မပြောချင်ဘူး9 km ဘယ်လောက်ထူးဆန်းလဲဆိုတာတော့မဟုတ်ဘူးကျွန်တော်တို့တကယ်မောင်းတဲ့ခါမှာဗျာအဲကွန်ဖွင့်ပြီးမောင်းတာရှိရယ် highway မှာသုံးမယ်လူပြစ်တင်းမောင်းမယ်မိုးရွာထဲမှာမောင်းမယ်အဲ့တော့အဲ့ဒီအချက်လက်တွေရတယ်တကယ် real range ကိုတက်ရမှုရှိရပါတော့အဲ့တော့ဒီနေရာမှာကျွန်တော်ပြောချင်တဲ့အချက်က9 km ကျွန်တော်ဘာတွေလုပ်လို့ရလဲပေါ့အဲ့တော့မိတ်ဆွေကရန်ကုန်မှာကလေးចောင်းကျောင်းဖို့လုပ်မယ်အိမ်အတွက်သုံးမယ်အဲ့ဒါဆိုရင်တော့တပတ်တစ်ခါလောက်ပဲအားသွင်းလုံလောက်ပြီရန်ကုန်နေပြီးတော့လို့ခီးသွားမယ်ဆိုရင်တော့ဒီ range က land key မှာ range anxiety ဖြစ်စီမှာတော့မဟုတ်ဘူးပေါ့ပြီးတော့800 volt DC fast charging ပါတဲ့အတွက်နိုင်ဝက်လောက်နဲ့80 ရာခိုင်နှုန်းထိအားပြန်သွင်းလို့ရတယ်ဒါကဘာကိုပြောချင်တာလဲဆိုရင်တော့ကျွန်တော်တို့ကကားအားသွင်းတာကိုစောင့်နေကြမလို့တော့ဘူး coffee လေးတောက်မယ်လမ်းလေးပါလေးရှောက်မယ်ခဏနားပြီးွားရင်ဆိုတာနဲ့ Kia EV9 က ready ဖြစ်နေပြီအဲ့တော့80 ရာခိုင်နှုန်းဆိုတော့400 km လောက်ပြန်ရတယ်ကျွန်တော် AC ထပ်သွားလို့ရအောင်
Kia EV9 GT line က dual motor all drive system motor capacity အနေနဲ့ဆိုရင်283 kWh ထိရတယ် torque အနေနဲ့900 Nm ထိရတယ်ပေါ့အဲ့တော့0 to 60 mph ကို 5.7 second ပဲကြာတယ်5.7 second ပဲကြာတယ်ဆိုပေမဲ့ဒီက full size SUV တစ်စီးပြ EV မှာအထူးဆုံးနေရတာလဲဒါပဲ noise မရှိဘူး car size ကလည်းကြည့်ရ lever နဲ့တန်းထွက်တယ်ဘယ်လိုပြောရမလဲဗျာကားတိုင်းကတော့ lever နဲ့ရင်ထွက်တာဆိုပေမဲ့EV မှာတော့ instant torque ကြောင့်ရုံးအားပို့ပြီးတော့ကောင်းတယ်ပေါ့နော်။ Kia EV9 ကဗျာ full size SUV တစ်စီးဖြစ်တဲ့အတွက်မြန်ဖို့တော့မလိုဘူး။ဒီကားကိုဝယ်မဲ့လူကလည်းနေ့တိုင်းဗျာငါကားဘယ်လောက်မြန်လဲဆိုပြီးတော့လိုက်ပြီးတော့ရှင်းနေမှလည်းမဟုတ်။ဒီကားဝယ်မဲ့လူစဉ်းစားမှာကလူပြည့်တင်နိုင်ဖို့လန်ခီချမ်းကိုတုံးနိုင်ဖို့ highway မှာကားကြော်တန်းရင်လွယ်လွယ်ကူကူကြော်နိုင်ဖို့အဲ့ဒီအတွက်ကိုလည်း Kia EV9 က ready ပဲ။ကဲအားလုံးစိတ်ဝင်စားမဲ့အပိုင်းတော့ရောက်လာပြီ။အပြစ်စပြောကြပါပထမဆုံးတစ်ချက်အနေနဲ့ကတော့ဒီကားရဲ့ size ကအရင်ကြီးနေတာပါအဲ့တော့မိတ်ဆွေကတကယ်လို့ပုံမှန်ကားသေးတစ်စီးကိုမောင်းနေဆိုရင်တော့ဒီကားကိုစမောင်းမယ်ဆိုလို့ရှိရင်အသားကျဖို့အတွက်လည်းချိန်ယူရနိုင်တယ်ပါကင်ထိုးတာတွေ၊꽌တာတွေကားချင်းရှောင်တဲ့နေရာမှာဆိုရင်တာမန် SUV တစ်စီးလို့သဘောထားလို့မရတော့ဘူးဒုတိယပြဿနာအနေနဲ့ကတော့ဒီကားရဲ့ဒီဇိုင်းကအရင်ထူးခြားနေတာပါထူးခြားရဲဆိုတာလည်းလူတိုင်းလက်ခံဖို့မလွယ်ဘူးတချို့တွေအတွက်တော့လေဗျာ futuristic ဆန်တယ်ကောင်းတယ်ပေါ့ကျွန်တော်တို့ဆိုရင်စီးပြေတချို့အတွက်ကြတော့လေ traditional SUV နဲ့မတူဘဲနဲ့ကွဲထက်နေတဲ့အတွက်မျက်လုံးထဲမှာအသားကျဖို့လဲလိုနေရမျိုးပေါ့တတိယပြဿနာကတော့ Kia ရဲ့ main selling point လို့ပြောလို့ရတယ် digital side camera တွေပေါ့ဒီ digital side camera တွေက technology ရဆိုလို့ရှိရင်တော့အသစ်ဆန်းဖြစ်တယ်ဒါပေမဲ့လေကျွန်တော်တို့ကြတော့အသစ်ဆန်းထပ်ဖြစ်နေတာပေါ့နော်အဲ့တော့ဒီကောင်တွေကညဘက်မှာသုံးမယ်ကျွန်တော်တို့မိုးရွာဟန်မှာသုံးမယ်ဆိုရင်တော့မှတော်တော်လေးအသုံးဝင်ပေမဲ့ကျွန်တော်တို့တော့အသားကျဖို့လည်းချိန်ယူအောင်ပါနောက်ဆုံးပြဿနာတစ်ခုအနေနဲ့ကတော့ဒီကားက flagship SUV တစ်စီးဖြစ်နေတာပေါ့အဲ့တော့မိတ်ဆွေကတာမန်ရုံးတက်ရုံးစင်းလောက်ပဲကားရှာနေတယ်ဆိုရင်တော့ဒီကားကမိတ်ဆွေတို့မဟုတ်ဘူး flagship ဆိုတဲ့အတိုင်းပဲလူတစ်စုကိုပဲယူရထားပါဗျာအဲ့တော့မိတ်ဆွေကဒီဟာကိုအလားကြည့်ကျင်တယ်ဆိုရင်တော့ကျွန်တော်ဗီဒီယိုမှာပဲဝါကြည့်လိုက်ပါဗျာပြောခဲ့တဲ့အချက်တွေနဲ့ကိုက်ညီလို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့ရန်ကုန်မန္တလေးနေပြည်တော်မှာရှိရဲ Kia မြန်မာ showroom တွေမှာလာအောင်စုံစမ်းလို့ရတယ် colorway အနေနဲ့၄အောင်ရပြီးတော့ရန်ကုန်လိုင်စင်နဲ့ရဒီနေ့တနေ့ကုန် Kia မြန်မာမှာ EV9 ကိုကန်ကြည့်ထိုင်ကြည့်ရသလောက်တော့ဗျာကျွန်တော်ရင်ထဲကိုရောက်တာကြတော့ကြီးတာတွေမြန်တာတွေမဟုတ်ဘယ်လိုပြောရမလဲတော့ဗျာသူ့ရဲ့ details တော်တော်များများတကယ်လက်တွေ့မှာအသုံးတဲ့အောင်ထည့်ပေးထားရလို့ကျွန်တော်ကခန်းစားရတဲ့တစ်ချက်ပေါ့ပြီးတော့ battery protection အနေနဲ့က IP67 ထိပါတယ် ground clearance ကလည်း9လက်မလောက်ရှိရပါအဲ့တော့မြန်မာနိုင်ငံမှာမိုးကနနာရွာတယ်ရေဝတ်တယ်ပြီးတော့ဖုံမုံနေရှိရအဲ့ဒါတွေအတွက်ကိုလည်း EV9 ကသူနဲ့ဘာမှမသက်ဆိုင်တော့ဘူးဗျာအတွက်ဆိုရင် camping ထွက်မလားဒီရှေ့ကာကို Frank ဆဲမှာဆိုလို့ရှိရင်50လီတာဆန့်တယ်ပြီးတော့ဝင်းသီးလိုနန်းပြင်းတဲ့ပစ္စည်းတွေဆိုရင်လည်းဒီထဲမှာလာထည့်ထားလို့လည်းရတယ်နောက်ဘက်ကကို space ရလဲခြေတဲ့အတွက် party box တစ်လုံးကောင်းကောင်းဆန့်တယ်ပြီးတော့ video feature လည်းပါတာဖြစ်တဲ့အတွက်ကျွန်တော်တို့အပြန်သွင်းဖို့အတွက်ဆိုရင်တော့မီးစက်ကြီးတည်စရာလည်းမလိုတော့ဘူးပေါ့ပြီးရင်ကျွန်တော်တို့လူမျိုးအတွက်လည်းအဆင်ပြေ auto video shoot လုပ်မယ်ဆိုလို့ရှိရင်လည်း EV9 က ready ပဲပေါ့အဲ့တော့ EV9 က transportation တက်တက်မဟုတ်တော့ဘဲနဲ့ power station တစ်ခုကို foundation ထားပြီးတော့မှမိသားစုတစ်စုလုံးပျော်ပျော်ပါပါနွေးနွေးထွေးထွေးနဲ့တွားတဲ့နေရာတွားဖို့အတွက်futuristic sensor အဲ့လေးလုံးလို့ပေါ့360 camera တွေ blind spot monitoring system တွေ lane keep assist တွေ adaptive cruise control forward collision avoidance assist တွေအပြင်ဟိုမှကျွန်တော်တို့ airbag က10လုံးထိလဲပါတဲ့အတွက်ဒီလောက်ကြီးရဲ့ SUV နဲ့မိသားစုတစ်စုလုံး safety ပြည့်နဲ့စိတ်ချလက်ချသွားလာလို့ရတယ်ဒါကြောင့် Kia EV9 ရဲ့ဆွဲဆောင်မှုရှိတဲ့နေရာလို့ပြောရင်လည်းမမှားဘူးပေါ့ futuristic ဆန်တယ်လို့ပြောတာထက်စာရင်နောက်နှစ်နည်းငယ်ကြာဝိုင်းအောင်မှာ design ရော feature ရောရိုးမသွားမဲ့ကားတစ်စီးဖြစ်နေဦးမှာပဲဒီနေ့ Kia EV9 ကိုခန်းစားကြည့်ပြီးတဲ့နောက်မှာသူ့ကိုအရန် perfect ဖြစ်တဲ့ SUV တစ်စီးလို့တော့ကျွန်တော်မပြောလို့ဘူးသူကအရန်ကြီးတယ်အရန်ထူးခြားပြီးတော့ကွဲထွက်နေရပေါ့လူတိုင်းအတွက်တော့ဖြစ်မှာတော့မဟုတ်ဘူးအဲ့တော့ Kia ကသူ့ရဲ့ပထမဦးဆုံး SKD EV အနေနဲ့ EV9 ကိုဘာလို့ရွေးရလဲဆိုတာကိုကျွန်တော်နားလည်တော့ပြောရမယ်ဆိုရင် Kia ကဈေးကွက်ထဲမှာသူ့ကိုဘယ်လောက်ကြိုက်မလဲဆိုပြီးတော့စမ်းထုတ်တဲ့သဘောမျိုးမဟုတ်ဘဲနဲ့ Kia ကလည်း flagship အနေနဲ့ EV မှာရှိနေပေးခြင်းတယ်ဆိုပြီးတော့ခံယူလို့လည်းရတယ်ဗျာကျွန်တော်ကကျွန်တော် Kia လို့ပြောလိုက်ပြီဆိုတာနဲ့ Sportage တို့ Sorento တို့ Carnival တို့ပဲပြင်းပြင်းတက်ကြတာပေါ့အခု Kia EV9 မှာစပြီးတော့ Kia ကသူတို့ရဲ့ AC ကတတလောက်ထုတ်တာနေပြီးတော့မှ World Class SUV က Kia မှာရနိုင်နေပါပြီအဲ့တော့ဒီနေရာမှာမိတ်ဆွေတို့အတွက်မဲကွန်းလေးတစ်ခုကိုကျွန်တော်ခြံထားခဲ့ပြစီ1 to 10 rating ပေးရမယ်ဆိုရင်မိတ်ဆွေတို့ဘယ်လောက်ပေးခြင်းလဲအားလုံး Kia မျှော်လင့်ထားတဲ့ကားမျိုးရော EV9 မှာတွေ့လိုက်ရလားဟိုမှာမန့်ငယ်ပေးကြပါဦးကားအကြောင်းကိုသိချင်တယ်ဆိုရင်တော့ဒီက order တော့ရှိပါတယ်တခြားကား review တွေသိချင်တယ်ဆိုရင်လည်း comment မှာမန့်ငယ်ပေးကြပါဦးမိတ်ဆွေတို့ရဲ့ like တွေ share တွေကျွန်တော်တို့အတွက်ခွန်အားလေးဖြစ်စေပါတယ်နောက်ဆုံးမှာတော့ဒီဗီဒီယိုလေးကိုအဆုံးသတ်ဖို့အတွက် Kia EV9 ရဲ့အလှကက်လေးနဲ့ပဲပိတ်သိမ်းလိုက်အောင်
Kia, movement that inspires.